ကျွန်တော်ကလက်ကအဆင့်အရေးဘရင်တယောက်ဆက်ပြက်နေလို့အဆင့်လိုမှားတိုင်းတာခံခဲ့ရတယ်။နောက်ဆုံးတော့လီရှောင်ဟွာရဲ့အရေးကိုတောင်ခိုးယူရတဲ့အခြေအနေထိရောက်သွားခဲ့တယ်။အဆင့်ရေခဲသားသမားအသက်18နှစ်မှာအဆင့်20ရောက်နေပြီ။ဒီလောက်အားကောင်းတဲ့အရေးကိုလက်လွတ်လိုက်ရင်နှမျောစရာပဲ။ထလာခဲ့။တေတာကြာလွန်းလို့လား။မဟုတ်ရင်ငါထုတ်ယူတဲ့နီးမှားနေလို့လား။လီရှောင်ဟွာမထသေးဘူးဆိုရင်စောင့်ဆွဲဖယ်လိုက်တော့မယ်။ထားတော့အဆင့်မြင့်စစ်တီလား။အ ਨੇ ဆုံးတော့သူရဲကောင်းအဆင့်လောက်ရမယ်ထင်ခဲ့တာ။ဒါပေမဲ့အခုတော့တိုက်ခိုက်စွမ်းအားကအများကြီးတိုးသွားပြီ။မင်းဘယ်သူလဲ။ငါမသေးခဲ့ဘူးလား။ဘယ်တော့ကအတန်စနစ်အလိုအလျောက်ထည့်ထားတာလဲ။ဒါဆိုညတစ်ခေါက်မှအလောင်းထားတဲ့နေရာကိုသွားပြီးငါအလောင်းကိုခိုးလာတာကငါ့ကိုမင်းရဲ့အရေးစစ်သားလုပ်ဖို့လား။ဒါကအရေးစစ်သားခေါ်ယူတတဝါမဟုတ်ဘူး။ဒါကိုလည်းပြန်မွေးဖွားတာလို့သတ်မှတ်လို့ရတယ်။ကောင်းတာပဲမဟုတ်လား။ပြန်မွေးဖွားတာဟုတ်လား။တကူလုံးမင်းနဲ့နေတယ်။မှန်တဲ့တောင်မမြင်ရဘူး။ဒါကိုပြန်မွေးဖွားတယ်လို့ခေါ်တာလား။အမေတိသွားရင်အဆင့်တမော်ဆရာတယောက်ကငါ့ကိုခေါ်သွားတယ်ဆိုတာဒေါသထွက်ပြီးနောက်တစ်ခါတေအောင်မယ်။ငါလိုပါရမီရှင်ကမင်းလိုအားနေတဲ့ကောင်ရဲ့ပြစ်မှတ်ဖြစ်ရတယ်လား။ငါကံကဆိုးလိုက်တာ။ချိုးကြံ့ကလက်ကားအဆင့်အရေးဘရင်ပဲ။မင်းအဖိုးကအသက်ပြန်ရှင်နေရှိတယ်လို့ပြောခဲ့လို့မင်းကိုခေါ်ထုတ်လာတာမဟုတ်ဘူးလား။မနှက်ဖြန်သတင်းတွေပောက်ကွဲတော့မှာပဲ။မြို့အောက်ပိုင်းကိုတွားရှောင်ရအောင်။ဒီတန်ချင်းကအဆင့်တကနေ30အထိအတွက်တင့်တော်တယ်။ကျောင်းကမနှက်ဖြန်မှစမယ်။ငါတို့အရင်ဦးလိုက်ပြီ။တာမန်အောက်နှစ်ကောင်ပဲလား။မင်းတို့နဲ့ပဲစိတ်ထွက်ပေါက်ရှာလိုက်မယ်။စတားမျိုးရဲ့နံပါတ်1ပါရမီရှင်ဆိုတာအလကားမဟုတ်ဘူး။ဒီစွမ်းအားကတကယ်ကျန်းတယ်။အဆင့်တက်သွားပြီ။လင်မြန်မှုနဲ့ဉာဏ်ရည်6မှတ်စီတိုးလာတယ်။တကယ်မော်ဆရာဘက်ကိုဦးစားပေးတာပဲ။ပါရမီအလိုက်အပိုမှတ်တွေမတူဘူး။ငါလို့အဆင့်က9မှတ်ရတယ်။မင်းဟာကိုကြည့်ရအောင်။အကြံလေးပေးမယ်။20မှတ်တဲ့ဒါကလက်ကားအဆင့်ရဲ့ပါရမီလားတစ်ဆင့်တက်တာနဲ့တခြားသူ2ဆင့်တက်တယ်လို့ပဲ။